အဲ့လိုတက်မှာကိစ္စမရှိရတဲ့ကိစ္စမရိုင်းလိုက်တာဒီလောက်လက်ကိုအချင်းချင်းဥဆောင်လုပ်ပေးမဲ့လူတော့ကမမေ့ပြတော့ပြန်တော့ဟုတ်တယ်ဟုတ်ပြီအကုန်ပါပြီအဲ့တော့ဟိုတားလေးကနာမည်ပါတော့ပြီးကျော်ဆိုတော့ပဖမဖာတယ်မှာတားလေးဆိုတော့ပါတယ်လေပါတယ်ဖဖဟိုကြာတာပြီဘာပြောတကယ်တော့ကြောက်သွားတယ်ဒီမှာမင်းမွေးတာမင်းမရဘယ်နဲ့ပြတ်တော့အဲ့ဒါ WD ဖလို့မှသားနေတော့အဲ့တော့မမီးပြီမနာသားရောဗန်နေတာတော့တောက်ကြတာတဒနာသွားတော့ပြီးအောင်တဲ့သူစစ်သူကြီးရဲကြပြန်တက်မရဘောလောဖြစ်တော့တောက်ကြတာဆိုတော့ညီအောက်ဟာစားအားရမှာသွားပြီးတော့ဟိုအဲ့တော့နင်းကဲဒီမှာအားလုံးဒီဘက်ကိုလက်မယ်ယူအဲ့လိုနေပြေတော့မင်းကြီးမေးအဲ့တော့ကျွန်တော်တို့မေးကြလို့မမီးအားဘာနဲ့သမီးတော့မမီးတို့ဘာနဲ့သမီးလဲဆက်ဖြဲဆိုတော့ရလာဝလက်ပြောထမ်းမြန်ဘာလဲမဆိုင်ဘူးမမီးရောက်ပြန်ဟောနေဆက်ညာမမီးမေးကြရှိမေးမယ်အဲ့တော့ဒီမှာတားတို့မေးမယ်မေးဖို့ကအောင်မယ်ဆိုရင်ဟဲ့ကအမေဒီရှင်မအောင်ဘူးဒါကြီးကိုရရင်ဒီနိုင်ငံညာတိတိတသားလေးဆက်ပြလိုက်ဟုတ်ပြီပဲမရှိရညီလာတယ်ကြီးဘောအမေမရှိဘူးလို့ဟောမင်းရောမလို့ရောမဟုတ်ရင်တောင်းတော့မေးမယ်ဟုတ်ရုံအဲ့ဒီဘာလဲမေးမယ်စောင်းဝင်နေပြီးတော့ညာလားမညာလားအဲ့ဒါလည်းကြည့်ဦးမေးမယ်အမေများလည်းရှင်းမလို့မယ်စောင်းဝင်နေပြီးတော့ညာလည်းမေးမယ်ဘာလဲလဲဆိုင်ခါချီရဲ့နာမည်ရမောရင်ဖာတော့နေဘိုးတော်ညတော့ဒါပြန်နေနေပြည့်တယ်မြင်းကြီးရှိဒီမောင်ကမြင်းကြီးရှိနေပါလို့လားအဲ့ဒါလည်းမလာတော့ရှင်မအောင်မျိုးမြင်းကြီးသွားမပေးတာရှင်မအောင်မျိုးညော့သွားမှာပဲရကဲဟုတ်ပါစောင်းနေဒီကြောင့်လည်းညာမလာလို့အဲ့ပြလည်းကြီးကိုမေးတကယ်လို့ညာမယ်ဆိုရင်အဲ့ပြကိုလှုပ်တကယ်လို့အဲ့ပြလည်းကြီးလှုပ်ဝင်ဆိုမှမတောင်းတော့ဘူးโอเคရှားမြေသားတဲ့ကကြွနေမှာကိုမျိုးရှင်နန်းငါတို့လို့တင်ပြီနေမေတို့လို့တင်လိုက်ကြားနေမှာဆိုဘာကိုမျိုးရှင်ဘာလို့လို့တင်ကိုမျိုးရှင်လားလေဒီလို့တယ်နော်နားနေတယ်ပြန်ရတာလေးနဲ့ရှင်မအောင်ယူမဟုတ်ဘူးရခိုင်ပစုအပေါင်းဆုံးပါတဲ့ရင်ငါတွေကအနှဦးရှင်နှဦးရှင်နဲ့လက်လို့ထူတာဟုတ်တယ်ဟုတ်ရှင်မအောင်ထူတာတော့ပဲနှဦးရှင်ရောကိုမျိုးရှင်ရောဘာလို့လဲနော်နတ်ဘွားတွေနဲ့နှောင်းလို့ပေးလို့လည်းတခါတလေဝါပြမှာပေါ့ကဲမင်းနဲ့အဲ့ဒါဆိုနော်မင်းနဲ့စောင်းဝတီနဲ့ပါဖြစ်တယ်ဒီကြော်နဲ့ညားမလားအကြောင်းကြောင့်ဒီလက်ကတကယ်လို့ဆုံးအမေလေးမွေးသမီးကအဲ့ဟုတ်ပြီကျေးဇူးရှင်ပါဗျာမမအောင်ဖြူဒီဘက်ကနေပြီးတော့ပြီးတော့ကြာလာပေးသားလေးပြီးကျော်နဲ့စောင်းဝရီနဲ့အညာမဲ့ဆိုရင်အဲ့ဒီမရှင်မအောင်ဖြူရဲ့ဒီဓာတ်လေးကြီးကိုသက်ခါအောင်လုပ်ပြပါဗျာအမေလေးမွေးသမီးခင်မမီခဏလေးကိုလည်းပြလိုက်ချက်လိုက်တာခဏလေးဘာမှတော့မသိဘူးခဏလေးဘာမှတော့လာလို့ဝေးနေအော်ခေတဲ့အမွေးနဲ့လာလို့လားဒီတိုင်းသွားပြီးတော့အမလေးနတ်ဆိုတာကိုးရတယ်နတ်ဆိုတာတို့ရှင်းနေတယ်နတ်ထိုးတယ်လို့ပြောလိမ့်နတ်ဆိုတာလည်းကိုးရတယ်အမွေးနဲ့လာလို့အမွေးနဲ့လာကနတ်ပြော်မှာဟုတ်တယ်ပူဇော်မှာဟုတ်တယ်အဲ့ဒါကြောင့်ပေါတာကိုဆုံးပြီဂျာရီအမွေးနဲ့တန်းတဲ့တချမ်းပြကြီးဒီမှာဇလိုရင်းနဲ့ဆက်ကမလေးပါရဲ့တက်လားအဲ့ဒါကြောင့်လားကဲအဲ့တော့အမေလေးမွေးသမီးရှင်မအောင်မျိုးအောင်ဖို့လေးနာမည်ကိုမေ့နေတယ်တို့ကငါဟောမလားနင်တို့ဟောမလားဟုတ်တယ်အမေလေးမွေးသမီးရှင်မအောင်ကျေးဇူးရှင်မလိုက်ဗျာအဲ့ဒီဘက်ကကြာလာလေးတန်းနဲ့အင်္ဂါသမီးနဲ့ဂျလီညားမယ်ဆိုရင်ဒီပြန်လေကြီးကိုသိသိ
တာလောက်ပြပါဗျာပြောကခဏလေးအမွေးနဲ့နေဝါအမွေးနဲ့နေလို့ဟုတ်တယ်လားအမေချဲကိုသိချင်တာပြောလာပြီးခေါ်လာတာနော် ဟုတ်တယ်မလေးပါလေရှင်ဆက်ကြည့်တယ်ငါတပည့်စီဝေးတွေပါညမျက်စိလဲနေတာရတယ်ငါတော့ဘုံတော်တော်ထားရပြီအမေလေးမွေးသမီးရှင်မအဖေချလိုက်နေပြီထားရတာကြာလာပြီးတောင်းနေအင်္ဂါသားနဲ့ကြလီဖြစ်မယ်ဆိုရင်တိတိတတာကြီးဖြတ်နေလို့လက်ပြပါ ဒီကမလို့ကြာ